သူအကြောင်းကိုအကြောင်းနော်တခါကြီးဒီမိုင်းမြတရားကောင်းစဉ်ကဗါတဲ့တော့သူအကြောင်းကိုအကြောင်းပါဗျာသူအကြောင်းဆိုတာတွေကိုဘယ်လိုနှလုံးသွင်းရမလဲစဉ်းစားရမလဲကိုအကြောင်းဆိုတာကိုဘယ်လိုစဉ်းစားရမလဲနှလုံးသွင်းရမလဲလောကမှာသူအကြောင်းကကိုယ့်အတွက်အရေးကြီးသလားဒါမှမဟုတ်ကိုအကြောင်းကပဲကိုယ့်အတွက်အရေးကြီးသလားဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့တတ္တဝါတွေကိုချမ်းသာအောင်ဘယ်လိုနေရမယ်ထိုင်ရမယ်ဘယ်လိုပြောရမယ်ဆိုရမယ်ဘယ်လိုတွေးရမယ်ဘယ်လိုကြံရမယ်လို့သင်ပြထားတဲ့နိလန်ကောင်းနေနော်တခါကြီးမိုင်းများမြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာဆင်းရဲကငြိမ်းဖို့အတွက်ရည်ရွယ်ပြီးတော့ဟောထားတဲ့သေချာပေါက်ဆင်းရဲငြိမ်းစေတဲ့သေချာပေါက်ချမ်းသာစေတဲ့မလွဲနိုင်အောင်မှန်တဲ့နိလန်ကောင်းနေဒါတွေကိုတို့တက်နိုင်သလောက်လိုက်နာကျင့်သုံးပြီးတော့တို့ရဲ့ရည်ရွယ်ချက်အစစ်ဖြစ်တဲ့ဆင်းရဲခြင်းကင်းဖို့ချမ်းသာဒုက္ခတိုးတဲ့တိုးပြီးတော့များတဲ့များလာဖို့မြတ်စွာဘုရားရဲ့ဒီနိလန်ကောင်းတွေကိုတို့လိုက်နာကျင့်သုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားကိုနာကြရမှာနော်တခါကြီးမိုက်မယ်အဲ့တော့ဘုရားတရားရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့ဆင်းရဲကင်းဝေးပြီးတော့ချမ်းသာရေးနဲ့ပြည့်စုံဖို့ပဲဟုတ်လားခုဒီနားမှာတရားလာနာနေကြတဲ့ဒကာကြီးဒကာမကြီးများမြတ်စွာဘုရားရဲ့တရားတော်ဟာတကယ်ကိုပဲဆင်းရဲကင်းဝေးပြီးတော့ချမ်းသာခြင်းနဲ့ပြည့်စုံလိမ့်မယ်လို့ယုံကြည်တဲ့တရားတရားရှိလို့ဒီနားကိုရောက်လာကြတာမဟုတ်လားဘယ်သူကနေအတင်းအကျပ်တရားမနာမနေရဒီနားကိုမသွားမနေရဆိုလို့လာကြရတာဟုတ်ရဲ့လားတရားတော်ဟာတို့ကိုတကယ်ချမ်းသာစေလိမ့်မယ်လိုက်နာကျင့်သုံးရင်ကျင့်သုံးသလောက်အေးချမ်းမှုပေးလိမ့်မယ်လို့တကယ်ကိုတရားရဲ့ပုံမှာနှစ်ကာယုံကြည်လို့တို့မသိသေးတဲ့အသည့်ကိုတိုးလာအောင်အသည့်ဆိုတာလည်းဘာလဲဆိုတော့ချမ်းသာတဲ့ချမ်းသာအောင်ဘယ်လိုနေရမလဲဘယ်လိုပြောရမလဲဘယ်လိုကြံရမလဲလောကမှာတကယ်အသိဉာဏ်အစစ်ဆိုတာလိုလားအပ်တဲ့အသိဉာဏ်ဆိုတာအဲ့ဒီအသိပဲနော်ကိုဆင်းရဲဝေးအောင်ဘယ်လိုနေရမလဲဘယ်လိုပြောရမလဲဘယ်လိုကြံရမလဲဟုတ်လားကိုချမ်းသာမှုတွေများလာအောင်ငါဘယ်လိုလုပ်ရမလဲဘယ်လိုပြောရမလဲဘယ်လိုကြံရမလဲဒါကံသုံးပါအကုန်ချုပ်မိအောင်ပြောတာနော်အေးအဲ့ဒါလို့လုံးပုံကင်ပုံပြောပုံဆိုပုံတွေးပုံခေါ်ပုံတွေကိုချမ်းသာဖို့အတွက်ဆင်းရဲကင်းဖို့အတွက်အဲ့ဒါလို့ဖြစ်စေဖို့အကျိုးတရားတွေရစေဖို့ပြောတတ်ဆိုတတ်လှုပ်တတ်ကိုင်းတတ်နေတဲ့ထိုင်တတ်တွေးတတ်ခေါ်တတ်အောင်လို့မြတ်စွာဘုရားရဲ့တရားတော်တွေကဘာလို့ပေးထားတာတော့သင်ပြပေးထားတာဟုတ်လားအဲ့ဒါတွေကိုဒကာကြီးဒကာမကြီးတို့ဦးဇင်းတို့တွေကတန်းနိုင်သမျှလိုက်နာမယ်ဆိုရင်လိုက်နာသလောက်မချမ်းသာပေဘူးလားချမ်းသာမယ်ဒီကနေ့ညဦးဇင်းတို့ကဘာကိုဦးစားပေးပြီးတော့ပြောချင်တာတော့ဆိုတော့ကာယကံဝစီကံမနောကံလို့ကံသုံးပါးရှိတယ်နော်အေးချမ်းသာအောင်ဘယ်လိုလုပ်ရမလဲကံကာယကံနော်ချမ်းသာအောင်ဘယ်လိုပြောရမလဲဝစီကံအပြောကအင်မတန်အရေးပါတယ်ကာယကံနဲ့ဝစီကံကပို့ပြီးတော့အရေးကြီးတယ်လို့ဦးဇင်းထင်တယ်အခုဒီလူတွေသူများအသက်ကိုတတ်တဲ့လူအင်မတန်နည်းလိမ့်မယ်သူများဥစ္စာခိုးတဲ့လူမရှိသလောက်ရှားလိမ့်မယ်ကာမဂုဏ်ဖောက်ပြန်တဲ့လူမရှိသလောက်ရှားလိမ့်မယ်ကာယကံနဲ့ပတ်သက်ပြီးတော့သိပြောစရာမရှိဘူးဟုတ်လားဝစီကံနဲ့ကြတော့စဉ်းစားကြည့်စမ်းလိညာတဲ့စကားနေတိုင်းပြောမိနေတတ်တယ်ဆွဆွဲတာမဟုတ်ဘူးနော်ဒါဦးဇင်းတို့လည်းပဲတစ်ခါတတိမထားရင်ပူတာပြောလိုက်မိတာမျိုးအလိုလေးနဲ့ပြောလိုက်မိတာမျိုးလောဘဒေါသရဲ့အလိုကြပြောလိုက်ရတာမျိုးမရှိဘူးလားရှိပါတယ်ဗျာအေးတစ်ခါသူများကိုမျက်နှာရခြင်းလို့မင်းကငါပူပြီးတော့ခင်ပါတယ်ဆိုတာသိသိခြင်းလို့ဟိုလူကမင်းကိုဘလို့ပြောနေတာပါလို့ဂုံစကားလေးတွေမတိမတာပြောမိတာမျိုးမရှိဘူးလားရှိပါတယ်ဗျာတစ်ခါဒေါသအလျောက်ကြမ်းကြမ်းထန်ထန်သူတော်ရဲ့နားထဲကိုလေတန်ရီဘူးတွေလောင်းထဲလိုက်တယ်လို့မျိုးမခံမရက်နိုင်ဖြစ်သွားစေတဲ့စကားမျိုးကိုဒေါသအလျောက်ပြောမိတတ်တယ်မို့လားတေချာပေါက်ပြောနေတာတော့နောက်ဆုံးဝစီဒုစရိုက်ဖြစ်တဲ့တန်ဖပလာပါဒီလူတွေသိရနော်တရားအမြဲတမ်းနာနေတဲ့လူတွေဟုတ်လားအဲ့ဒီတန်ဖပလာပါဘာအကျိုးမှမရှိတဲ့စဘာပြင်းများလို့အထဲမှာအနှစ်အဆန်ဘာမှမပါတဲ့သူ့အတွေ့ရောကိုယ့်အတွေ့ရောဘာမှအကျိုးမရှိတဲ့အခုရောနောင်ရောဘာမှအကျိုးမရှိတဲ့စကားတွေကိုဒုပါဇက်ကဘလောက်ထွက်နေသလဲဟောကာယကံစစ်တမ်းနဲ့စစ်လိုက်ရင်အပြစ်လွတ်တဲ့လူများတယ်ဝစီကံစစ်တမ်းနဲ့စစ်လိုက်ရင်ညှိကုန်ရောလက်ခံလာတကကြီးမိုင်းများလက်ခံပါဗျာဒါကြောင့်ကာယကံနဲ့ဝစီကံကပို့ပြီးတော့အရေးကြီးတယ်လို့လည်းထင်တယ်အထိအခိုက်များတယ်လို့လည်းထင်တယ်ဟုတ်လား
ကဲအဲ့ဒီဝစီကံထက်မနောကံနော်ဘလို့တွေးနေတယ်လေဘာတွေတွေးနေတယ်လေကောင်းတာတွေတွေးနေတာများသလားဆိုးတာတွေတွေးနေတာများသလားစဉ်းစားကြည့်နော်အဘိဇာသူတော်ဘာပစ္စည်းတွေကြီးပွားချမ်းသာတာနဲ့မြင်အားကြတဲ့စိတ်လိုဘာလိုနဲ့ကိုယ်ဟာဖြစ်ချင်တဲ့သဘောလေးတွေကမတိမတာရှိနေတတ်တယ်ဟုတ်လားကိုယ်စိတ်တိုင်းမကြတိုင်းသူတော်ဘာရဲ့အပေါ်မှာဘလို့ဖြစ်စေချင်တာညာလို့ဖြစ်စေချင်တာဆိုတာလေးတွေလည်းရှိနေတတ်တယ်ဟုတ်လားအဲ့ဒီတော့မနောကံကြတော့ဝစီကံနဲ့တောင်မှပို့ပြီးတော့နူးညံ့လာတယ်ပို့ပြီးတော့အဖြစ်များလာတယ်ဒါကြောင့်ဒီကနေ့ညကာယကံနဲ့ပတ်သက်ပြီးတော့သိမပြောပါဘူးဝစီကံနဲ့ပတ်သက်ပြီးတော့သိမပြောပါဘူးမနောကံနဲ့ပတ်သက်ပြီးတော့ချမ်းသာအောင်ဘလို့တွေးရမလဲအမြဲတမ်းတွေးနေတာနော်ဒီလူတွေဦးဇင်းတို့လည်းအမြဲတမ်းတွေးနေတာနော်ဆင်းရဲကင်းအောင်ဘလို့တွေးရမလဲဘလို့စဉ်းစားရမလဲလက်တွေ့ကြတာကိုပဲဦးဇင်းကတော့ပြောချင်တာပဲဟင်တခါကြီးဒီမိုက်မြအေးအဲ့ဒါလို့မနောကံပိုင်းဆိုင်ရာတွေးတောမှုစဉ်းစားမှုနဲ့ပတ်သက်ပြီးတော့ချမ်းသာအောင်ဆင်းရဲကင်းအောင်ဘလို့တွေးတဲ့တယ်လဲဘလို့စဉ်းစားတဲ့တယ်လဲဆိုတဲ့အချက်ကိုဒီကနေ့ညဦးစားပေးပြီးတော့ပြောသွားမယ်နော်စိတ်ဆင်းရဲတယ်ဆိုတာအတွေးတွေကြောင့်စိတ်ဆင်းရဲတာအတွေးမမှန်လို့စိတ်ဆင်းရဲတာအတွေးကလမ်းကြောင်းမတည့်လို့တနည်းအားဖြင့်စိတ်ဆင်းရဲတရားကိုတွေးနေလို့ကိုစိတ်ကဆင်းရဲနေတာစိတ်ချမ်းသာတရားဖြစ်အောင်တွေးမယ်ဆိုရင်စိတ်ကချမ်းသာတယ်ကိုကြိုက်တာကိုရွေးခွင့်ရှိတယ်နော်တခါကြီးမိုက်မြအဲ့ဒီလိုတွေးခေါ်မှုမှာမှန်ကန်ဖို့အတွက်အထောက်အကူပြုနိုင်တဲ့မြတ်စွာဘုရားရဲ့စကားတော်တွေမြတ်စွာဘုရားသင်ကြားထားတယ်ဘလို့တွေးရင်တော့မင်းတို့စိတ်ချမ်းသာလိမ့်မယ်ဆင်းရဲမှုဝေးလိမ့်မယ်အခုလည်းအကျိုးရှိလိမ့်မယ်နောင်လည်းအကျိုးရှိလိမ့်မယ်စသဖြင့်တွေးတောတာနဲ့ပတ်သက်ပြီးစဉ်းစားတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတယ်အဲ့ဒါလေးကိုဒီကနေ့ညပြောမယ်ဟုတ်လားတရားကောင်းစဉ်လေးကမှတ်မိသေးလားပါတယ်တော့သူအကြောင်းကိုအကြောင်းတဲ့ကိုခေါင်းထဲမှာသူအကြောင်းတွေကများလားကိုအကြောင်းတွေကများလားကိုအကြောင်းတွေကများတယ်ဟုတ်လားအိမ်ကျတော့တည်တည်ချာချာစဉ်းစားကြည့်ပါဘာတွေဘသူအကြောင်းတွေစဉ်းစားနေတာများတော့ကိုအကြောင်းစဉ်းစားတာများလားသူများအကြောင်းစဉ်းစားနေတာများလားဟောအဖြေကမတူဘူးဖြစ်နေတယ်ကဲစဉ်းစားခြင်းတလို့သာစဉ်းစားတော့ဟုတ်လားအေးထားတော့နော်အဲ့တော့ဒီကနေ့ညမြတ်စွာဘုရားရဲ့တရားတော်တွေကိုမဟောကြသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့မဟာကရုဏာရှင်ဖြစ်တော်မူတဲ့ပညာရှင်ဖြစ်တော်မူတဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိတရားတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စုကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသနရမရလောကကရုံဝန္တိသူကတံဂတိဝိမု ddံ ကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလဲရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေဒီဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာဒီဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူပြီးထသောသနရမရလောကကရုံလူနတ်မြမတတဝအနန္တတို့ဤကြောက်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လေးဖြစ်တော်မူပါပေထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယနှင့်ပေတတလိษံလာယရှိငါတံသောဂတိတို့မှလည်းသူသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်စုတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားဗရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပိညတ်ပရမတ်မမှုယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီပေသုံးလီဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်စုံမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားသူအကြောင်းကိုအကြောင်းနဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်နာပရိတံဝီလောမာနိနပရိတံကတကတံ
အတနောဝအဝခိယကတာနိအကတာနိသပရိတံသူတစ်ပါးတို့ဤဝီလောမာနိမိမိအပေါ်မလျောအောင်ဆိုသောကားကပြောကြလာသောစကားရုပ်တို့ကိုနာအဝခိယမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရသူတစ်ပါးတွေကကိုယ်ကိုမုန်းလို့မလိုလို့ပြောတဲ့စကားတွေကိုစိတ်ထဲမှာမကြည်မနှက်စိတ်ဝဲမှတ်ပြီးတော့စကားလေးကတော်တော်ကောင်းတယ်နော်တောင်မျိုးစတော်ကြီးရေးတာအောက်မေ့ဆင်ခြင်၍မနေရဘယ်သူကငါ့ကိုဘလို့ပြောတာဘယ်သူကငါ့ကိုဘလို့အတင်းနေဆိုးနေတာနှိမ့်ချပြီးတော့ပြောနေတာအစရှိသဖြင့်ကိုယ်ကိုမုန်းလို့ပြောတဲ့သူတစ်ပါးရဲ့စကားတွေကိုစိတ်ထဲမှာမှတ်ပြီးတော့မကြည်မနှက်နဲ့အထက်ထက်တွေးမနေပါနဲ့တဲ့တွေးကြရင်လည်းရတယ်မတွေးကြရင်လည်းရတယ်နော်အဲ့ဒီလိုရပါလျက်ကင်နဲ့ဘာကြောင့်တွေးပြီးတော့အကုသိုလ်တွေကိုယူသင့်ပါသလဲစဉ်းစားရမယ်ဟုတ်လားပရိတံသူတစ်ပါးတို့ဤဝီလောမာနိမိမိအပေါ်မလျော်အောင်ဆိုသောကားကပြောကြလာတဲ့စကားရုပ်တို့ကိုနာအဝခိယမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရပရိတံသူတစ်ပါးတို့ဤကတာကတံပြုတ်အပ်မပြုတ်အပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုဝါသူတစ်ပါးဘာတွေလုံနေတယ်ဘာတွေလုံမနေဘူးဆိုတဲ့လှုပ်ချင်းမလှုပ်ချင်းတွေကိုနာအဝခိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်၍မနေရသူတစ်ပါးတွေဘာတွေလုံနေတယ်သူတစ်ပါးတွေဘာတွေမလုံဘူးလို့အလုတ်တစ်ခုလို့သဘောထားပြီးတော့ကိုယ်ကောင်းထဲမှာစဉ်းစားမနေနဲ့တဲ့ဒါဖရာရဲ့ချမ်းသာကြောင့်နီလန်ကောင်းဆင်းရဲဝေးကြောင့်နီလန်ကောင်းတကယ်ယုံကြည်တဲ့စိတ်နဲ့နားထောင်ရမယ်နော်တကယ်ဒီမိုင်းမြတ်တကယ်စိတ်ချမ်းသာခြင်းနဲ့ဆင်းရဲဝေးခြင်းနဲ့ဆိုရင်ဖရာဟောတဲ့တရားတွေအကုန်လုံးဟာဒီကိုဥတည်နေတာပဲတနည်းတစ်ဖုံအားဖြင့်ဒါကိုအထောက်အကူပြုနေတာပဲခုဒါလည်းပဲစိတ်ချမ်းသာခြင်းရင်လိုက်နာရမယ်နီလန်ပေါင်းများစွာတွေကတစိတ်တဒေတာဟုတ်လားစိတ်ချမ်းသာခြင်းရင်သူများကကိုယ့်ကိုပြောတဲ့စကားတွေကိုမကြည်မနှက်စိတ်ဝဲမှတ်ပြီးတော့မပြတ်ခါကအောက်မေ့မနေပါနဲ့ဟုတ်လားအေးသူတစ်ပါးဘာတွေလုံနေတယ်ဘာတွေလုံမနေဘူးလို့အဲ့ဒါကိုအလုပ်တစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေပါနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့အကုသိုလ်များမှာဆိုလို့လူတွေဆိုတာခက်တယ်ဗျသူများမကောင်းတာလုံနေပြီဆိုတော့လေကြည်စံလူယုံမာတွေမကောင်းတာလုံနေတာစိတ်ထဲမှာဘာဖြစ်တယ်အကုသိုလ်တွေဖြစ်တယ်သူများကောင်းတာလုံနေတော့ခေါ်တဲ့လကားပါကွာဒီယုံမြင်လို့ဒီချုံထွင်တာပါထောင်မြင်လို့ရာစွန့်တာပါစိတ်ကောင်းနှလုံးကောင်းနဲ့လုံနေတာမဟုတ်ပါဘူးလို့ဟောကိုမုန်းတယ်ဆိုလို့ရှိရင်ကောင်းတာလုံနေတာကိုတောင်မှစိတ်ထဲမှာအကုသိုလ်မဖြစ်ဘူးလားဖြစ်နေပါဗျာအေးသူများကြောင့်စဉ်းစားရတာသိပ်ပြီးတော့အမျက်မရှိဘူးနော်တခါကြီးမိုင်းညာအဲ့တော့သူများအကြောင်းတွေကနားထဲမှာအမြဲတမ်းဝင်နေတာမျက်စိထဲမှာအမြဲတမ်းဝင်နေတာလေတူတွေကလည်းသူများအကြောင်းတွေပြောနေတာပဲတီဗီတွေကလည်းသူများအကြောင်းတွေပြနေတာပဲပြောနေတာပဲဒကာဓမ္မတို့ရဲ့အတွင်းတန်တန်ကိုမျက်စိကတဆင့်နားကတဆင့်သူများရဲ့အကြောင်းတွေကဝင်မနေဘူးလားဝင်နေပါတယ်ဗျာအေးအဲ့ဓာတွေကိုသာအချိန်ကုန်ခံစဉ်းစားနေမယ်ဆိုရင်တော့သေချာတဲ့အကုသိုလ်ဖြစ်တော့မယ်ဟုတ်လားတကယ်ကြီးမိုင်းမြတ်ဒါကြောင့်ချမ်းသာခြင်းနဲ့ဆိုရင်နံပါတ်1သူတစ်ပါးကကိုယ့်ကိုပြောတဲ့စကားရုပ်တွေကိုမစင်စားနဲ့သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမတွေးတော့နဲ့ပြက်ပြက်သားသားပဲမြတ်စွာဘုရားကတော့ဟင်ဟာသူများကြောင့်မစင်စားလို့ဖြစ်ပါမလားပြီးတော့သားလေးတွေသမီးလေးတွေကြောင့်စဉ်းစားရမှာပေါ့ထိုက်တဲ့လောက်တော့ဒါကတော့မကင်းရမကင်းကြောင်စဉ်းစားလို့မဖြစ်ရင်တော့စဉ်းစားရမှာပေါ့သို့တော့စဉ်းစားနေတဲ့ကိစ္စတွေကမစဉ်းစားရင်ဖြစ်ပါလျက်နဲ့ကိုမစဉ်းစားရမနေနိုင်လို့စဉ်းစားနေတာဟင်တက္ကမကြီးတွေအဲ့ဒါလို့လားဦးဇင်းကတော့စဉ်းစားတရားလေးတွေပဲပြောမှာနော်ဦးဇင်းရဲ့တရားကတော့ဟိုနည်းနည်းလောက်လက်လွတ်သွားရင်ဘာတွေပြောနေတာလဲအောင်းပြလိုက်မယ်တွေးတိုးတရားလေးတွေကိုပဲပြောမှာနော်ဟုတ်လားအေးဒါကြောင့်ချမ်းသာခြင်းလို့ရှိရင်သူများအကြောင်းကိုမစဉ်းစားနေတဲ့အပြက်ကိုမြတ်စွာဘုရားကတားတာပဲဟုတ်လားအေးဒါသူများအကြောင်းနဲ့ပတ်သက်ပြီးနာပရိတံဝီလောမာနိနာပရိတံကတာကတံအတနောဝအဝခိယကတာနိအကတာနိသအတနောဝမိမိဤသာလျင်ကတာနိသပြုအပ်သောအမှုတို့ကို၎င်းအကတာနိသမပြုအပ်သောအမှုတို့ကို၎င်းအဝခိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်ရ၏ကိုအကြောင်းကိုသာလျင်ငါဘာတွေလုပ်မိတယ်ငါဘာတွေမလုပ်ရသေးဘူးလို့ကိုအကြောင်းကိုသာလျင်အလုတ်တစ်ခုလို့သဘောထားပြီးတော့အမြဲစဉ်းစားနေရမယ်စိတ်ချမ်းသာခြင်းနဲ့လူတိုးတက်ခြင်းနဲ့လူကြီးပွားခြင်းနဲ့လူလောကီအကျိုးလောကုတ္တရာအကျိုးအကုန်လုံးပါတယ်နော်
အဲ့လိုမျိုးချမ်းသာခြင်းကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲဝေးခြင်းကြတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့အကြောင်းကိုတော့ဘာလို့ရမှာလဲစဉ်းစားရမယ်တဲ့သိပြီးတော့အရေးပါတဲ့လိုက်နာကျင့်သုံးရင်သေချာပေါက်အကျိုးရမယ်အဆုံးအမလို့ဦးဇင်းတို့ကတော့ထင်တယ်စမ်းကြည့်နော်အိမ်ရောက်ရင်စမ်းကြည့်နော်အခုတည်းကစမ်းလို့ရပါတယ်ဟင်ဒီကယူမကြီးများအေးဒါကြောင့်မြတ်စွာဘုရားကဒီအဖိုးတန်ယရဏတရားကြပြာကလေးကိုဦးဇင်းတို့နောက်ပိုင်းကျတော့အကျေရှင်းပြမယ်ခုလုံးလုံးစေဘာပြောမှလဲဆိုတော့ဒီကြပြာလေးဒီဂါထာလေးကိုမြတ်စွာဘုရားဘာကြောင့်ဟောသလဲဆိုတာလေးကိုပြောပြဟုတ်လားတာဝိဋ္ဌိမြို့မှာဒကမာကြီးတယောက်တရားတရားနဲ့ပြည့်စုံတဲ့စေတနာကောင်းတဲ့ဒကမာကြီးတယောက်ရှိတယ်သူ့မှာလည်းတူရီတော်သားလေးရှိဒကာကြီးကဆုံးမသွားတော့ဒီတူရီတော်သားလေးပေါ်မှာပဲတန်ရောစဉ်ကြီးပြီးတော့သားမီးနှစ်ယောက်နေလာတာတနေ့တော့သူကပါဝီယကလို့အမည်ရတဲ့အာဇီဝကတယောက်နဲ့ယဉ်နှီးတာသာသနာပြင်ပအယူအဆရှိတဲ့အကျင့်မြတ်ကိုကျင့်တယ်လို့ဝန်ခံတဲ့ယဟန်တစ်မျိုးလို့ပြောကြပါစို့ယဟန်အစ်စ်တော်မဟုတ်ဘူးပေါ့လေအဲ့ဒီပါဝီယကအာဇီဝကကိုသူကလည်းပဲသူ့ရဲ့သားလေးလို့ချစ်တယ်ဟိုကလည်းသူ့ကိုအမေလို့ချစ်တယ်တန်ရောစဉ်နဲ့ဒီလိုနေတာပေါ့အဲ့ဒါအမြဲတမ်းအိမ်ကိုဆွမ်းလာစားတယ်လိုတာကိုသူထောက်ပံ့နေဒီလိုနဲ့နေတာအဲ့ဒါနောက်မြတ်စွာဘုရားပွင့်လာတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကျေးဇူးတော်တွေမြတ်စွာဘုရားရဲ့အကြီးအသွေးတွေမြတ်စွာဘုရားရဲ့ကောင်းတဲ့သတင်းတွေကရက်ွက်ထဲကကြွားထဲကဘေးပတ်ဝန်းကျင်ကလူတွေရဲ့နှုတ်ဖျားကနေတဆင့်သူ့နားထဲကိုရောက်လာတယ်။အိုးမြတ်စွာဘုရားဆိုတာမကောင်းတာတွေမကောင်းတဲ့စိတ်ဓာတ်တွေဘာမှမရှိတော့ဘူးတဲ့။တရားလုံးစုံကိုသိတော်မူတဲ့ရုပ်ရည်အစဉ်ယူပကာယကလည်းအတင့်တယ်ဆုံးတဲ့ဟောတရဏိကေအတန်အဖြစ်လည်းပဲအင်မတန်သာယာနာပြောပွဲကောင်းတာတဲ့အစရှိတဲ့ဖြင့်မဆုံးနိုင်တဲ့ဘုရားရဲ့အကြောင်းတွေကိုသူပါဖြစ်တုံကြားရတယ်။အဲ့ဒါလို့ကြားရတဲ့အခါကျတော့သူမြတ်စွာဘုရားကိုဖူးခြင်းတယ်။အဲ့ဒါနဲ့ဘာလို့တုံးဆိုတော့သူ့ရဲ့သားလို့ချစ်တဲ့ပါဝေယကကိုသူကတိုင်မင်းတယ်ငါသားအမေအဲ့ဒီဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုသွားပြီးတော့ဖူးခြင်းတယ်ဟာဟိုလူကဒိန်းကနေလန့်သွားမြတ်စွာဘုရားကိုသာသွားပြီးတော့ဖူးလို့ရှိရင်လေငါ့ကိုတော့လုံးဝကြည်ညိုတော့မှမဟုတ်ဘူးသူသိတယ်လူရည်လေနော်သူကအဲ့ဒါနဲ့ဒကမာကြီးဘူးမသိဘာမသိသွားပြီးတော့မဖူးနဲ့ဂေါရမဗုဒ္ဓဆိုတာအာဝတ္တနိယမာယာဆိုတဲ့အတက်ကိုတက်တယ်လို့ကြုတ်ချဘူးတယ်သူစီရောက်လာတဲ့လူတွေကိုသူ့ကိုကြည်ညိုသွားအောင်ဆွဲဆောင်ဖျားယောင်းတဲ့အတက်ပညာကိုတက်တယ်လို့ကြုတ်ချဘူးတယ်အမှန်စင်စစ်တော်မြတ်စွာဘုရားကအင်မတန်ကြည်ညိုစရာကောင်းတဲ့တရားတော်ရဲ့အစွမ်းတတ္တိကြောင့်ရောက်လာတဲ့တတ္တဝါတွေဟာကြည်ညိုသွားကြတာဒါကိုဘေးကမလိုတဲ့ပုဂ္ဂိုလ်တွေကအာဝတ္တနိယမာယာတက်တယ်လို့အဲ့ဒါလိုမြတ်စွာဘုရားကိုဆွဆွဲကြတာနော်အေးအဲ့ဒါနဲ့သူ့ကိုတားတော့နေလိုက်ပြန်ရောဒုတိယအချိန်ထပ်ပြီးတော့တောင်းပန်နေအကြံပေါက်လာတော့တားပြန်တာပဲတတိယအချိန်ထပ်ပြီးတော့ပြောတယ်တားတာပဲနောက်တော့သူကမပြောတော့ဘဲနဲ့သူ့သားအရင်ကိုငါသားမနဲ့ဖြန်ပါငါမြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုငါဆွန့်ကပ်ခြင်းနဲ့အဲ့ဒါငါသားဂေါရမဗုဒ္ဓမြတ်စွာဘုရားကိုသွားပြီးတော့ပင့်ကြီးလို့ခိုင်းလိုက်တာအဲ့လိုခိုင်းလိုက်တော့သူ့သားကဘုရားရှိတဲ့ကျောင်းတော်ကိုထွက်ပြီးတော့လမ်းမှာသူကပါဝေယကစီကိုဝင်တာခင်တာဆိုတော့ဝင်တာပေါ့ဝင်တော့ဟေးမင်းပဲသွားမှာတော့မြတ်စွာဘုရားကိုအမေကသွားပြီးတော့ပင့်ခိုင်းလို့မင်းသွားမပင့်နဲ့ဟာတပည့်တော်မနေရဘူးဖေရအဲ့ဒါလို့ဆိုရင်မင်းအမေရဲ့စကားကိုလည်းလွန်ဆန်ရမရောက်အောင်မြတ်စွာဘုရားလည်းမင်းအိမ်ကိုကြွပြီးတော့မလာအောင်မင်းဆွမ်းသားကြွပါဖေရလို့သာပင့်ခဲ့ဘေရက်ွက်ထဲကဘေလန်းကဘဇုအိမ်ကလို့နေရာကိုမပြောခင်းနေတဲ့ပေးတဲ့အကြံကနော်အဲ့ဒီမှာ तू ရောက်မလာမှသူ့ကိုချက်ထားတဲ့အစားကောင်းအတောက်ကောင်းတွေကိုဒုနှစ်ယောက်စားကြတာပေါ့အဲ့ဒီမှာကလေးကလည်းအဲ့ဒါလိုသဘောတူပြီးတော့မြတ်စွာဘုရားကိုသွားပင့်မြတ်စွာဘုရားကြီးရောက်တော့သူကရိုးရိုးပဲရှင်ဘုရားကမနေ့ပြန်တပည့်တော်တို့အိမ်ကိုဆုံးဖုံးပေးကြပါဖေနေရလဲမပြောဘူးရက်ွက်လန်းအိမ်ဘာမှမပြောဘူးအဲ့ဒီလိုနဲ့သူကတော့ဟုတ်လာပြီဆိုပြီးတော့ပြန်လာမနေ့လင်းတော့အာဇီဝကကိုလည်းဖိတ်ထားတော့ပါဝေယကကလည်းအိမ်ရောက်တယ်ဒကမာကြီးကသူ့ကိုအခန်းထဲအသာပိတ်ထားကျွေးတယ်ရှိတာကျွေးအချိန်တန်တော့မြတ်စွာဘုရားကအိမ်ရောက်လာတယ်မြတ်စွာဘုရားကိုလမ်းမသိအောင်ဆိုပြီးတော့လှုပ်ထားခဲ့တာဒါပေမဲ့မြတ်စွာဘုရားဆိုတာတဲ့ဦးဇင်းတို့ဓမ္မပဒထက္ကရာထဲမှာပြောထားတယ်ဗြဟ္မပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်နတ်ပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်သွားခြင်းတပတ်ဆိုရင်ငရေလေဘလို့သွားရတယ်ဆိုတာသိတယ်စိတ်ဝင်စားလားဓမ္မကြီးတွေဟင်ဝင်စားပါတယ်ဟုတ်လားငရဲသွားတဲ့လမ်းကိုစိတ်ဝင်စားတဲ့ဟင်ဝင်စားဘူးလားအေးအဲ့ဒီတော့အဲ့ဒါလိုလမ်းတွေကိုတောင်အကုန်လုံးသိတယ်
နောက်ဆုံးဂတိဝိမု ക്ത လို့ခေါ်တဲ့နိဗ္ဗာန်ကိုတောင်ဘယ်လိုသွားရတယ်ဆိုတာမြတ်စွာဘုရားသိတယ်အဲ့ဒါလောက်လမ်းကိုကျွမ်းကျင်တော်မူတဲ့မြတ်စွာဘုရားလူပြည်မှာရှိတဲ့ဒီမြို့ထဲမှာရှိတဲ့ဒီအိမ်လောက်တော့အသာကလေးရောက်သွားတာပေါ့အဲ့ဒါနဲ့အိမ်ကိုတန်ဃာတော်တွေနဲ့မြတ်စွာဘုရားကြွလာတော့အိုးအသောင်းတဲ့အကုန်လုံးဝိုင်းဝန်းပြီးတော့ဆွနေပါတွေကဟာသူကအံ့ဩနေတဲ့အိမ်ထဲကနေအဲ့ဒီအာဇီဝကနော်အဲ့ဒါလိုနဲ့ဆွန်းပုံးပေးပြီးတော့ဆွန်းနုမောဒနာတရားဟောတော့သူ့ရဲ့မနာလိုတဲ့အိတ်သာဒီဒကမာကြီးကိုဘုရားရဲ့တပည့်ဖြစ်တော့မှာပဲငါတော့ဆုံးရှုံးတော့မှာပဲလို့ဝင်တိုတဲ့မစ္စရိယအဲ့ဒါတွေကစိတ်နှလုံးထဲမှာတဖြည်းဖြည်းနဲ့ကြီးထွားလာပြီးတော့လူကမနေနိုင်မထိုင်နိုင်ဖြစ်လာစိတ်တက်ကကြောက်စရာကောင်းတယ်နော်အဲ့ဒါနဲ့သူတကားပေါက်ဖွင့်ပြီးတော့ဘာလုပ်တုံဆိုတော့ဆဲတော့တာပဲမြတ်စွာဘုရားနော်မြတ်စွာဘုရားဆဲတာကိုအားမရသေးလို့ဟောဒီဒကမာကြီးလည်းအလကားဒကမာကြီးဆိုပြီးတော့ဒကမာကြီးကိုလည်းမကြားဝံ့မနာတာဆဲတယ်အဲ့ဒီလိုလူပုံညာထဲမှာတန်ဃာတော်တွေရဲ့ရှေ့မှာမြတ်စွာဘုရားရဲ့ရှေ့မှာသူအားကိုအားရပြုပြီးတော့စီကပ်ကိုးကွယ်နေတဲ့လူကသူ့ကိုတလူရုပ်မာမာတွေဆဲသွားတော့ဒကမာကြီးကရှက်လိုက်တာမျက်နာကိုဓာတ်နဲ့လှိပစ်ခြင်းစိတ်ပေါက်ဟုတ်လားအဲ့ဒါရှေ့ကမြတ်စွာဘုရားကအနုမောဒနာတရားဟောနေတယ်သူဘာတွေဟောမှမသိဘူးသူဘာတွေတွေးနေတာလဲဒီလူငါကိုပက်ပက်ဆက်ဆက်ပြောသွားတာတစ်သက်လုံးငါကြွေးမွေးပြုစုလာတဲ့ကျေးဇူးကိုမှမထောက်သူ့အကြောင်းကိုစဉ်းစားနေတာလားကိုယ့်အကြောင်းကိုစဉ်းစားနေတာလားသူ့အကြောင်းကိုစဉ်းစားနေတာအဲ့ဒီမှာသူလည်းချွေးတွေပြန်နေတာပဲဟင်ဒကမာကြီးတွေကဟင်အဲ့ဒါနဲ့မြတ်စွာဘုရားကသိတယ်ဒီဒကမာကြီးကတော့သူများအကြောင်းတွေစဉ်းစားနေပြီသူများအကြောင်းတွေစဉ်းစားပြီးတော့သူစိတ်ဆင်းရဲနေပြီဆိုတာမြတ်စွာဘုရားသိတယ်ငါဘာတွေဟောနေတယ်ဆိုတာလည်းသူတတိမထားမိတော့ဘူးအဲ့ဒီမှာမြတ်စွာဘုရားကစောစောကဥစဉ်ရွတ်ပြတဲ့ဂါထာလေးကိုဟောတာနော်နပရိတံဝီလောမာနိနပရိတံကတာကတံအတနောဝအဝခိယကတာနိအကတာနိသပရိတံသူတော်ဘာတို့ဤဝီလောမာနိမလျောကြမ်းကြုတ်စကားယုတ်တို့ကိုနအဝခိယမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရမှတ်မိသေးတယ်နော်ခုနဥစဉ်ရွတ်သွားတာနော်သူများတွေပြောလာတဲ့စကားတွေမုန်းလို့ပြောလာတဲ့စကားတွေကိုဗါတဲ့တော့မကြည်မနှက်နဲ့စိတ်ထဲမှာမှတ်မထားနေတဲ့မကြည်မနှက်ဖြစ်ရတာသက်သာလားမသက်သာဘူးလားမသက်သာပေမဲ့လို့အဲ့ဒီမကြည်နှက်တဲ့အကြောင်းတရားကိုပဲထပ်ပြီးတော့မတွေးကြဘူးလားဘာဘူးလို့တွေးနေတာလဲအေးအဲ့ဒါပဋိကတန်ရောစဉ်ဆိုတာအဲ့ဒါပဲတန်ရောစဉ်ဆိုတာကျိုးအမြင်မပြတ်ဘူးမကောင်းတာကြီးကိုပဲအမြင်ကမပြတ်ဖဲဖြစ်နေတာဘယ်သူကနေဇွတ်အတင်းမင်းတွေးလို့ခိုင်းတယ်လေမခိုင်းဘူးကိုတန်ရောစဉ်ကမပြတ်နေတာဟိုချစ်တဲ့လူမှတန်ရောစဉ်မပြတ်တာမဟုတ်ဘူးမုန်းတဲ့လူကိုလည်းမပြတ်ဘူးဗျာချစ်တဲ့လူကမှတခါတလေပြတ်သေးတယ်မုန်းတဲ့လူကတခါလေဘလို့ကြောင်ပြောတယ်ထင်နင့်ကိုငါတစ်သက်လုံးမမေ့ဘူးဟောဟင်ဒီကမာကြီးတွေတချို့ဘလောက်ထိလွန်ကဲပြောတော့ဆိုနင့်ကိုငါတန်တရားတစ်လျှောက်လုံးမကြည်ဘူးအဲ့ဒါလိုနည်းနဲ့တယောက်ကိုတယောက်အမုန်းအာဃာတပဋိကကျိုးတွေအသီးသီးခြေပြီးတော့အဲ့ဒီကျိုးတွေနဲ့ဆင်းရဲကြောင်းတွေမလုပ်ကြဘူးလားကဲသူများအကြောင်းစဉ်းစားရာကနေထွက်လာတဲ့အပြစ်တွေအများကြီးပဲနော်တခါကြီးမိုက်များဒါကြောင့်သူများကကိုယ့်ကိုဘယ်လိုပြောတယ်ဆိုတာကိုစဉ်းစားနေတာကိုယ့်အတွက်အများကြီးဆုံးရှုံးတယ်ဒါကြောင့်မစဉ်းစားရဘူးဘေးကလူတွေကသူတို့အထင်ကိုသူတို့ပြောချင်တာပြောမှာပဲလေဟုတ်လားသူတို့ရဲ့အထင်တွေကိုငါ့ကိုအဲ့လိုမထင်ပါနဲ့လို့ကိုသွားချုပ်ကန်လို့မရဘူးသူတို့ထင်သည့်အားလျော်ဆိုတာနှုတ်ကလည်းထွက်လာမှာပဲလေအဲ့ဒါကိုလိုက်ပိတ်လို့ရမလားမရဘူးအဲ့ဒါကိုယ့်ရဲ့နယ်ပယ်မဟုတ်ဘူးကိုယ့်ရဲ့ပိုင်နဲ့မဟုတ်ဘူးကိုယ်ပိုင်နဲ့ကအဲ့ဒီပြောလာတဲ့စကားကိုပိုးကိုဘလို့နှလုံးသွင်းမလဲဆိုတာကိုယ်ပိုင်နဲ့ကိုယ်ပိုင်နဲ့ကိုယ်လုံးနိုင်တဲ့နယ်ပယ်ကိုကိုယ့်ဟာကိုယ်အကောင်းဆုံးလုပ်တာအကောင်းဆုံးပဲလုံးလို့ရတာကြတော့မလုပ်ပါပဲနဲ့လုံးလို့မရတာကိုသွားလုပ်ချင်တာဒါလူတွေရဲ့သဘောကအဲ့ဒီတိုင်းပဲမဟုတ်လားဒါလေးနဲ့ပတ်သက်ပြီးတော့နိယုစရာလေးမှတ်သားစရာစကားလေးတစ်ခုပြောခြင်းလို့အဖြစ်ပြက်လေးတစ်ခုပြောပြမြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးအကျင့်သီလနဲ့ပြည့်စုံတယ်ဒါပေမဲ့သူကရက်ွက်ထဲကအိမ်တအိမ်နဲ့အင်မတန်ရှင်းနှီးတယ်နော်နေတာတော့တောကြောင်လေးမှာနေတာပဲဒါပေမဲ့ तू ကတခါအိမ်ကိုသွားတယ်ခင်မင်တယ်ရင်းနှီးတယ်ဒကာကြီးတွေဒကာမကြီးတွေသိခင်တယ်ဒကာကြီးတွေကလည်းဒကာမကြီးတွေကလည်းသူ့ကိုအင်မတန်ကြည်ညိုတယ်အဲ့ဒါနဲ့တခါသွားရင်ညစ်နဲ့မှလည်းပြန်လာတာသူကအဲ့တော့ဘေးကအမြင်ကတော့ယဟန်တစ်ပါးဟာအိမ်တိမ်မှာအဲ့လိုကြာကြီးနေတော့မသိတော့ဘူးပေါ့ဗျာဒါလည်းအမှန်ပါပဲနော်အေးအဲ့ဒီလိုဖြစ်တော့အဲ့ဒီကျောင်းလေးတောကျောင်းလေးရဲ့ဘေးကတစ်ပင်မှာနေတဲ့အဲ့ဒီတောဆောင်နှက်ကဒီယဟန်ကိုအကျိုးလိုလားတယ်မေတ္တာလည်းရှိတယ်ဒီယဟန်ပျက်စီးသွားမှာကိုအင်မတန်သူကစိုးရိမ်တယ်ဟုတ်လားဒီနတ်ကသီလနဲ့ပြည့်စုံလို့သူ့ကိုကာကွယ်ခြင်းနေတာအဲ့ဒါနဲ့အဲ့ဒီနတ်ကဘာလုပ်တုံဆိုတော့
ငါတို့ဒီယဟန်လေးကိုစောင်းရှောင်းမှပဲဖြစ်မယ်ယဟန်ကဒါတွေမသိဘူးနော်အဲ့ဒါနဲ့ဘာလို့တုံဆိုတော့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဟုတ်လားအဲ့ဒီနတ်ကလေအဲ့ဒီအိမ်ကဒကမာကြီးဟန်ဆောင်ပြီးတော့ပုံတရံအတူဖန်ဆင်းပြီးတော့အဲ့ဒီယဟန်ကိုလာပြောတာဘယ်နဲ့ပြောတုံဆိုတော့အရှင်ဖေဟာတဲ့ဟိုလမ်းသုံးလမ်းကွာလမ်းလေးကွာမှာလေလူတွေစုစုပြီးတော့ဟိုသင်္ဘောစိတ်တွေလှဲစိတ်တွေယထာစိတ်မှာလေလူတွေစုစုပြီးတော့ဥယျာဉ်တွေပါတွေအပန်းဖြေတဲ့နေရာမှာလေလူတွေစုစုပြီးတော့အရှင်ဘုရားနဲ့တပည့်တော်နဲ့ကိုဘာလို့ညာလို့ပြောနေကြတယ်အဲ့ဒါလို့လာပြောတာနော်အဲ့ဒီတော့ယဟန်တော်ကလုံးဝမတုံ့လို့ဘူးအဲ့မဲ့သူကဘာပြန်ပြောတုံဆိုတော့ဟေးဘေးကနေပြီးတော့ရောက်လာတဲ့စကားတွေဆိုတာမရီမတွက်နိုင်အောင်ကိုနာတဲ့ကိုရောက်လာနိုင်တာပဲတဲ့အဲ့ဒီစကားတွေကိုယဟန်ဆိုတာသိခံတဲ့နေတဲ့သူပြောပုံလေးကဦးဇင်းကတိတိကျကျပြောမှာနော်ဘေးကရောက်လာတဲ့စကားသံတွေကိုယဟန်ဆိုတာသိခံတဲ့နေတဲ့လူတွေလည်းသိခံတဲ့တာပါပဲအကျိုးလိုလားတဲ့လူတွေဟုတ်လားအဲ့ဒီမှာသူကဘာပြောလို့ဆိုတော့တေနထိုစကားတို့ကြောင့်မင်းခုမျက်နှာမသားမရမာဟုတ်တတ်ပါမဖြစ်သင့်ပါဘူးတဲ့မျက်နှာတွေညှို့မသွားသင့်ဘူးတဲ့ဘေးကကိုယ့်ကိုပြောတဲ့စကားတွေကြောင့်ဟုတ်လားတေနထိုစကားကြောင့်နာဟိကိလေသာဟိစိတ်ထဲမှာညင်နွမ်းပြီးတော့မသွားပါဘူးဒါလေးကိုဦးဇင်းကပြောချင်တာဒီစကားလေးတစ်လုံးကိုပြောချင်လို့ခုနတုန်းကအကြောင်းအရာလေးကိုပြောတာဘေးကစကားတွေကြောင့်တော့ကို့မှာဘာမှညင်နွမ်းမသွားပါဘူးတဲ့ပြောရင်တော့စကားလေးကတူတူလေးပဲအကျေချက်ရင်အများကြီးပဲဒီစကားကဆိုလိုတာကဘေးကစကားတန်တွေကြောင့်ကိုဟာလူယုံမှတယောက်ဖြစ်မသွားဘူးမကောင်းမှုတွေနဲ့လိမ့်ကြံမသွားဘူးအဲ့ဒီစကားကိုမကျေနပ်ရင်တော့ဒေါသနဲ့လိမ့်ကြံသွားမယ်နော်ဆိုလိုတာကအဲ့ဒီစကားတန်တက်ကြောင့်တော့ကို့မှာဘာမှဖြစ်မသွားဘူးသိကြလားအဲ့ဒါခုလူတွေကအဲ့လိုဘေးကစကားတွေကြောင့်ကိုယ့်ကိုဖြစ်သွားတယ်ဆိုတာစကားကြောင့်ဖြစ်တာလားကိုယ့်ရဲ့နှလုံးသွင်းမှားယွင်းမှုကြောင့်ဖြစ်တယ်နှလုံးသွင်းမှားယွင်းမှုကြောင့်ဖြစ်တာအဲ့ဒါလေးကိုသေးသေးချာချာသဘောပေါက်ရမယ်လူတွေကသူများကကဲ့ရဲ့ရင်သေခြင်းစွန်းနာအောင်စိတ်ပြက်တယ်အဲ့ဒီစကားကဆိုကြမစို့ကိုယ့်ကိုမကောင်းဘူးပြောလို့ကိုယ်ငကိုကမကောင်းနေတာတဲ့ပို့ပြီးတော့မကောင်းသွားသလားမဟုတ်ပါဘူးဗျဒါပါပဲဟုတ်လားငကိုကကောင်းရင်ကောင်းမှာပဲငကိုကဆိုးရင်ဆိုးမှာပဲသူကမကောင်းဘူးပြောလို့တော့ဒီမှာဘာမှဖြစ်မသွားဘူးလူတွေကသူများကချီးမွမ်းပြီဆိုတော့မိုးပြတ်မတက်ကြွနေတာသူများကကောင်းတယ်ပြောယုံညံ့တယ်ကိုတကယ်ကောင်းသွားသလားငကိုကကောင်းတဲ့လောက်ပါပဲဗျငကိုကဆိုးရင်ဆိုးမှာပဲငကိုကကောင်းရင်ကောင်းမှာပဲဘေးကပြောတဲ့စကားတည်းဟူသောအကြောင်းကြောင့်ကောင်းလဲကောင်းမသွားဘူးဆိုးလဲဆိုးမသွားဘူးဒါကိုကြီးပဲပြောတာစကားတန်တွေကြောင့်တော့ဘယ်သူမှညှဉ်းနှွမ်းမသွားပါဘူးတဲ့အဲ့ဒါလောက်ကိုယ့်ဘဝအတွက်အရေးမပါတဲ့ကိစ္စကိုတရားဓမ္မတို့ဦးဇင်းတို့တွေကတခါတလေကဲ့ရဲ့တဲ့စကားတန်တွေကြောင့်ဘာဖြစ်သွားတော့တိရွက်6တိရွက်တူမျောသွားတာလွင့်သွားတာဟုတ်လားသူများပြောတဲ့စကားတွေအဲ့တော့ဦးဇင်းကစာထဲမှာအင်မတန်မှတ်သားစရာကောင်းတယ်ကြောက်တောင်ကြီးတွေဟာတဲ့အရက်လေးမျက်နှာကလာတဲ့လေတွေကြောင့်မတုံ့လောက်ပါဘူးတဲ့ဉာဏ်ရှိတဲ့လူတွေကဘေးကပြောတဲ့စကားတွေကြောင့်ဘာမှမဖြစ်ဘူးတဲ့ဒါကြောင့်သူများပြောတဲ့စကားကိုနားမထောင်တဲ့ရင်သူများပြောတဲ့စကားတွေကိုစဉ်းစားပြီးတော့ခံစားနေမယ်ဆိုရင်တိရွက်6တိရွက်လိုလွင့်သွားနိုင်မယ်ဟုတ်လားဒါကြောင့်သူများကကိုယ့်ကိုပြောတဲ့စကားတွေကိုမစဉ်းစားနဲ့မတွေးနဲ့အဲ့ဒီစကားကြောင့်တော့ငါဘာမှမကောင်းမှုနဲ့လိမ့်ချင်မသွားဘူးဘာမှငါလူယုံမှတယောက်ဖြစ်မသွားဘူးငကိုကယုံမှရင်တော့ယုံမှာပေါ့ငကိုကကောင်းရင်ကောင်းမှာပါပဲဒီစကားကြောင့်တော့ဘာအပြောင်းလဲမှဖြစ်မသွားဘူးမကောင်းဘူးလားအေးဒါကြောင့်သူများပြောတဲ့စကားတွေကိုအစဉ်းစားနဲ့နောက်တစ်ချက်ကပါလေကတာကတံသူတစ်ပါးတို့ပြုတယ်မပြုဘူးဆိုတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့နာအဝခေယအလုတ်တစ်ခုဂရုပြု၍ကြည့်ရှုဆင်ခြင်၍မနေရသူတစ်ပါးဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုစဉ်းစားမနေနဲ့တဲ့နော်ကိုမုန်းတဲ့လူဆိုရင်ဘာပဲလုပ်ကိုမုန်းတဲ့လူအကြောင်းစဉ်းစားမိရင်တော့အကုသိုလ်ဖြစ်တော့တာပဲဟုတ်လားတခါကြီးမိုက်မြဒါကြောင့်သူများလှုပ်တာမလှုပ်တာသူ့တန်တန်မှာဖြစ်တဲ့အတွက်ကြောင့်သူ့ကံသူ့ကိုအကျိုးပေးမှာကိုကဘက်နဲ့ကြောင့်ဝင်ပြီးတော့ဆွတ်ချင်နေရတာလေမစဉ်းစားသင့်ဘူးလားကိုဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာသာလျှင်ကို့အတွက်အရေးမကြီးဘူးလားအေးဒါကြောင့်ဦးဇင်းတို့စကားတွေထက်နေပါလေစိတ်ချမ်းသာခြင်းနဲ့ဆင်းရဲကင်းခြင်းနဲ့ဆိုရင်သူများဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကိုမစဉ်းစားနဲ့ကိုဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကိုသာလျှင်စဉ်းစားရအတနောဝါမိမိဤသာလျှင်ကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်း
အာဝခိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်ရ၏ကိုယ်ပါရီလှုပ်တယ်မလှုပ်ဘူးဆိုတာကိုသာလျှင်အလုတ်တစ်ခုလိုသဘောထားလို့ပြန်လဲစီစစ်နေရမယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကယဟန်တော်တွေကိုစဉ်းစားဖို့ဟောထားတဲ့ပပ္ပစိတဗိဏသုတ်တံဆိုပြီးတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတကနိပတ်မှာလာတယ်အဲ့ဒီတည်းကအချက်တစ်ချက်ဟာတရားဓမ္မတို့လည်းလိုက်နာကျင့်သုံးเสียကောင်းတယ်ဦးဇင်းရွတ်ပြမေငါဤရတ္တိန်ဒီဝါညင်နေတို့သည်ကတံဘုဒ္ဓသာဘေသူဖြစ်ဖြစ်စဉ်ဝီတိဝတ္တန္တိကုံလုံးရေသွားကြကုန်သည်ဣတိဤသို့ပပ္ပစိတေနသာရဏဝန္တရှင်ယဟန်သည်အဘိနံနိညမပြပြည့်စုံတပါးသည်ဆင်ញင်အကုန်၏ဟောသာသနာဝန်ထမ်းရှင်ယဟန်ဆိုတာငါရဲ့နေ့တွေရက်တွေဟာဘယ်ပုံစံနဲ့ကုံလွန်သွားတာလဲလို့အမြဲတမ်းစဉ်းစားရမယ်တရားဓမ္မတို့လည်းစဉ်းစားရမယ်နော်အနည်းဆုံးတစ်ရက်တစ်ခါလောက်တော့စဉ်းစားငါဒီနေ့ဘလို့ချိန်ကုန်သွားတာလဲကောင်းတာတွေလုပ်ပြီးတော့ချိန်ကုန်သွားသလားမကောင်းတာတွေလုပ်မိပြီးတော့ချိန်ကုန်သွားသလားဒါမှမဟုတ်ဝစီကံကိုစစ်ဆေးကြည့်ဘာတွေပြောလိုက်တယ်လဲအနှစ်ရှိတာတွေပြောသလားအကာတွေပြောသလားဒါမှမဟုတ်အတွေးတွေကိုလည်းစစ်ဆေးကြည့်ငါဘာတွေတွေးနေတာလဲငါရဲ့အကျိုးစီးပွားကိုအထောက်အကူပြုတဲ့အတွေးတွေသူတစ်ပါးရဲ့အကျိုးစီးပွားကိုအထောက်အကူပြုတဲ့အတွေးတွေတွေးသလားဒါမှမဟုတ်ဘာမှအယီမရအဖတ်မရတောင်းစင်ယီမရပြာပုံခဲနဲ့ထုလိုက်တယ်လို့အဆုံးမရှိလွင့်မျောပြီးတော့တွေးကျင်ရတယ်တွေးနေသလားကိုကိုတိုင်းဘာတွေတွေးလို့တွေးမှတော့မသိတာတွေကများပါလေဟင်တရက်24နာရီအကြာကြီးနော်အတွေးတွေအများကြီးတွေးတာဘယ်အတွေးကိုကောင်းကောင်းမှတ်မိလဲဟင်တက္ကမကြီးတွေအေးစဉ်းစားနော်ငါဘာတွေတွေးတယ်လေငါဘာတွေပြောတယ်လဲငါဘာတွေလုပ်တယ်လဲအဲ့ဒီလိုစဉ်းစားတဲ့နေရာမှာလည်းပဲဦးဇင်းတို့ပေးတတ်တို့ကိုတကယ်ကိုပဲဟိုမှတ်သားတာဖြစ်အောင်နားထောင်သိခြင်းတယ်နော်တွေးတဲ့နေရာမှာနှစ်ချက်တွေးရမယ်ကိုယ့်ရဲ့မကောင်းတာတွေကိုလည်းမြင်အောင်တွေးရမယ်ကောင်းတာတွေကိုလည်းမြင်အောင်တွေးရမယ်မကောင်းတာကိုဘာကြောင့်တွေးရမလဲလို့မေးရင်နောင်တနဲ့ပူလောင်ဖို့အတွက်တွေးရမှာမဟုတ်ဘူးအဲ့ဒီမကောင်းတာတွေကနေငါဘယ်လိုရုန်းကန်ထွက်မလဲဒီမကောင်းတာတွေဟာမကောင်းကျိုးကိုပေးလိုက်မယ်ဒါတွေကိုငါမကောင်းကျိုးပေးခွင့်မရအောင်ဘယ်လိုအစွမ်းနဲ့အပြီးတိုင်ငါဒါကိုတတ်မလဲဒီလိုရည်ရွယ်ချက်မျိုးနဲ့မကောင်းမှုကနေရုန်းထွက်ဖို့တနည်းအားဖြင့်အပြီးအပိုင်ဖြေဖြောက်သွားနိုင်ဖို့အတွက်မကောင်းမှုကိုတွေးရမယ်ဟုတ်လားတခါကြီးမိုက်မြကောင်းမှုကိုဘာကြောင့်တွေးခိုင်းတယ်လဲဆိုတော့ယူလေးတူလေးပြောမယ်အားဖြစ်စေခြင်းလို့ကောင်းမှုကိုဘာကြောင့်တွေးခိုင်းတာလဲအားဖြစ်စေခြင်းလို့ဗျကိုသူများကိုလှူလိုက်တယ်ပြန်တွေးကြည့်အင်မတန်အားဖြစ်တယ်ခုတခါကြီးတို့ဆွန်လောင်းသိန်းဟုတ်လားဘယ်နေ့တွေဝါရွန်းဝါပါကိုဘယ်နေ့တွေလောင်းကြတာဟင်ဝါရွန်းဝါပါကိုဘယ်နေ့တွေလောင်းကြတယ်စနေတနင်္ဂနွေလားဟုတ်လားအေးလောင်းကြတယ်ပြီးတော့ဗါတော့ဟိုကုတီတွေဘာတွေလဲသွားပြီးတော့တန်ရှင်းကြတယ်လို့ပြောတယ်ဟုတ်လားပြီးတော့ဗါဟိုတရားစာအုပ်တွေဘာတွေဝေတယ်ဦးဇင်းတို့အင်မတန်ဝမ်းသာပါတယ်သူကတော့အကောင်းဆုံးပေါ့နော်အဲ့ဒါလို့ကိုလှုပ်တဲ့ကုသိုလ်လေးတွေကိုပြန်ပြီးတော့စဉ်းစားလို့ရှင်ဘာဖြစ်တုံအားဖြစ်တယ်ငါဘဝအတွက်ငါကိုအထောက်အကူပြုမဲ့အရာတွေကိုငါလုံးမိတယ်တနည်းအားဖြင့်မတိမတာစိတ်ထဲမှာငါတော့ကောင်းတာလေးလှုပ်ဖြစ်တဲ့အတွက်ကြောင့်ငါလူဖြစ်ကျိုးနဲ့တယ်ဒီအတွေ့လေးတန်ဖိုးမရှိဘူးလားရှိပါတယ်ဗျာစာကနုတ္တိဖြစ်တယ်နော်ကိုလူထားတာလေးတွေတက္ကမကြီးတွေအိမ်မှာချဲရင်ပြုံရင်းနဲ့ဟောငါတို့လှူတာလေးတွေကိုတန်ဃာတော်တွေစားကြပြီတယ်ဖုံးပေးကြပြီတယ်သာသနာအသက်ဆွဲဖို့အတွက်ကြိုးစားကြပြီတယ်လို့စဉ်းစားလိုက်လို့ရှိရင်ကောင်းတာလေးကိုတွေးလိုက်လို့ရှိရင်ထပ်ပြီးတော့ငွေကုန်ကြီးကြလည်းမများတော့ဘဲနဲ့ကကြီးကထလည်းမများတော့ဘဲနဲ့ဘာမှလည်းမလုပ်ရဘဲနဲ့ငြိမ်ငြိမ်ကလေးနေရင်နဲ့စာကနုတ္တိဘာဝနာဖြစ်တယ်မကောင်းဘူးလားကောင်းပါလေဗျာဟောကုတီတွေဘာတွေတန်ရှင်းတယ်ဦးစင်းကခေါင်းထဲပေါ်လာတာလေးတွေကိုစီးပြီးတော့ပြောချင်တာအချိန်လည်းသိကြသွားမှဆိုတယ်ပြောချင်တာလေးတွေကနောက်နားမှာရှိနေတယ်နော်အဲ့ဒီတန်ရှင်းရေးလောက်တာနဲ့ပတ်သက်ပြီးတော့ဟိုလူငယ်တွေဝမ်းသာစေခြင်းတယ်လေမှန်ပါဦးဇင်းတို့မိလိန်နာနဲ့ရှင်သာကတိန်ဆိုတာကြားဘူးတယ်နော်အင်မတန်ဉာဏ်ကြီးတဲ့ဘုရင်ကြီးသူ့ရဲ့မိကုန်းတွေကိုမဖြေနိုင်လို့ယဟန္တာပေါင်းမြောက်များစွာဇဗုဒိတ်ကျွန်းမှာမနေရဘဲနဲ့ထွက်ပြေးရတာသူမေးရင်ဘယ်သူမှမဖြေနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီယဟန္တာတွေကဗြဟ္မပြည်တက်ပြီးတော့ဒီရှင်ဘုရင်မေးတဲ့မိကုန်းကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်ကအခုဗြဟ္မာဖြစ်နေတယ်လို့ယဟန္တာကြီးတွေသိတယ်သူတို့မဖြေနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီဗြဟ္မာကိုသွားပြီးတော့သုတိစိတ်ကြခိုင်းပြီးတော့လူဘဝရောက်တော့အဲ့ဒါကိုဝိုင်းသင်ပေးကြတယ်ရှင်သာကတိန်ဆိုပြီးတော့ဖြစ်လာတာသူမေးတာမှန်တယ်များအဲ့ဒီမထေကအကုန်ဖြေနိုင်တယ်နော်နောက်ဆုံးတော့နှစ်ယောက်လုံးယဟန္တာဖြစ်တယ်သူတို့ရဲ့အကြောင်းတရားလေးကအဲ့ဒါလိုဖြစ်ခြင်းရဲ့အကြောင်းတရားလေးကစိတ်ဝင်စားစရာကောင်းတယ်တခုသောဘဝတုန်းကရှင်သာကတိန်ကယဟန်တော်ဖြစ်တယ်နော်မိလိန်နာမင်းကြီးကကိုရင်လေးဖြစ်တယ်
အဲ့ဒါနဲ့ဒီနေ့တော့ဒီယဟန်တော်ကဒီမျက်စိလဲပြီးတော့အမိုက်ပုံလေးပုံပြီးတော့ကိုရင်သွားပြီးတော့အမိုက်ကျုံပြီးတော့မြစ်ထဲသွားပြစ်ချီလို့ခိုင်းတယ်ကိုရင်ကဆော့နေတော့မလုံးချင်ကြီးကြီးကလုံနေတယ်အဲ့ဒါနဲ့ကိုရင်ကိုဒီမျက်စိရိုးနဲ့ခေါင်းတစ်ချက်ခောက်ပြီးတော့သွားမြန်သွားကျုံကြည့်အဲ့တော့ကိုရင်ကငိုးယူပြီးတော့ဥစဉ်ကိုကြောက်တော့သွားကျုံရတာပေါ့ကျုံရင်းနဲ့သူကလည်းစိတ်ပါပြီးတော့ပြောင်းအောင်ဆင်အောင်ကျုံတယ်အစကတော့တိတ်မကျုံရင်ဘူးနော်အဲ့ဒါနဲ့အဲ့ဒီမှိုက်တောင်းလေးထမ်းပြီးတော့ခင်ကမြစ်ထဲကိုသွားပြီးတော့ပြစ်တယ်ပြစ်တော့မြစ်ကလည်းလေတွေပါတွေလာနေတဲ့အချိန်နဲ့တူတယ်လှိုင်းလုံးကြီးတွေဝုန်းဝုန်းနဲ့ထနေတယ်အဲ့ဒါနဲ့ကိုရင်လေးကညံရှိတယ်ငါတဲ့ဒီလိုအမှိုက်ကျုံပြီးတော့တန်ရှင်းရတဲ့အတွက်ကြောင့်ဖြစ်လျာဘဝမှာဟောဒီလှိုင်းလုံးကြီးလို့ငါရဲ့ဉာဏ်ပညာဟာကြီးကျယ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေလို့သူကဆုတောင်းတာငါမေးတာကိုဘယ်သူမှမဖြေနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေအမေဒါလေးကအစ်စ်ပါသေးတယ်သူဟာကဘယ်လိုပြောရမှန်းကိုမသိဘူးနော်ငါမေးတာကိုဗါတဲ့တုံးသူမှမဖြေနိုင်ပါရစေနဲ့အဲ့ဒီလိုသူကဆုတောင်းပြီးတော့အမိုက်သွန်တာကိုနောက်ကဒီမျက်စိလဲတဲ့ရဟန်းတော်ကကြားတယ်ဟာဒုက္ခတော့ရောက်တော့မှာပဲသူမေးတာဘယ်သူမှမဖြေနိုင်တဲ့ကိုဖြစ်ရပါလို့ဤဆိုတော့အဲ့တော့မဖြစ်ချေဘူးသူကအမိုက်ကလေးကျုံယုံတာငါကအကုန်လုံးတလင်းတစ်ခုလုံးပြောင်းအောင်လှည့်ပြီးတော့သူ့တဲ့ငါကပို့ပြီးတော့ပင်ပန်းတယ်ကုသိုလ်ငါပို့ကြည့်တယ်အဲ့တော့ဒီကိုရင်လောင်းဖြစ်လာတဲ့အခါမှာသူမေးသမျှကိုငါအကုန်ဖြေနိုင်တဲ့လူဖြစ်ပါရစေအဲ့ဒီဥစဉ်ကထပ်ပြီးတော့မလုပ်တာတော့ဆူတောင်းတာအဲ့ဒါနဲ့ကိုရင်ကမိလိန်နာမင်းကြီးဖြစ်လာတယ်ယဟန်တော်ကရှင်သာဂတိဖြစ်လာပြီးတော့ပညာရာမှာသိကြီးကျယ်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတကွန်းထူပြီးတော့ဘာဖြစ်သွားတာလဲယဟန်နာဖြစ်ကြတယ်ကုရိတန်ရှင်းတဲ့ပုဂ္ဂိုလ်တွေအတက်အောင်ပြောပြတာနော်အဲ့ဒါလို့ကိုကောင်းတာလေးကိုစဉ်းစားလို့ရှိရင်ကိုအကြောင်းကိုစဉ်းစားရင်ကုသိုလ်ကိုအားကိုးတဲ့စိတ်တွေတန်ဖိုးထားတဲ့စိတ်တွေအများကြီးဖြစ်လာပြီးတော့အားဖြစ်တယ်ဒါကြောင့်ဒကမာကြီးတွေဒကာကြီးတွေအားလုံးဒါနရှင်တွေနော်လှူပြီးတိုင်းပြန်ပြီးတော့စဉ်းစားပေးရမယ်အဲ့ဒီအကြောင်းတွေကသိကောင်းတယ်ဒါနထက်မြတ်တဲ့စာဂနုတ္တိဘာဝနာကိုသွားဖြစ်တာအားရတဲ့ကောင်းတယ်နော်အေးဓမ္မဒါနပြုတယ်ဆိုတာကတော့အမျက်ဆုံးပေါ့အာမိတကိုပေးတာတဲ့ဓမ္မကိုပေးတာကပို့ပြီးတော့ဓမ္မိုးရှိဘာကြောင့်လဲဆိုတော့ပစ္စည်းဆိုတာကတသိန်းနှစ်သိန်းရေတွက်လို့ရတယ်တရားကြောင့်ဖြစ်တဲ့အသိဉာဏ်ကြတော့ရေတွက်လို့ရသလားမရပါဘူးဗျာပစ္စည်းကဖြစ်တဲ့ချမ်းသာဒုက္ခကိုအတိုင်းအတာပမာဏပြုလို့ရတယ်အသိဉာဏ်ကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခကိုအတိုင်းအတာပမာဏပြုလို့ရသလားမရပါဘူးဗျာဒါကြောင့်ပစ္စည်းကိုလှူတာတဲ့အသိကိုလှူတာကအများကြီးတန်ဖိုးကြီးတယ်နော်ပစ္စည်းဆိုတာကသုံးလိုက်ရင်ကုန်သွားတာအလွန်ဆုံးတဘဝပဲအသိဆိုတာကသုံးရင်ပိုးထွက်လာနော်ပြီးတော့တဘဝတည်းမကဘူးနိဗ္ဗာန်မရမချင်းအမရိတဲနေတာအသိဆိုတာပျက်စီးသလားမပျက်စီးဘူးဗျာဒါကြောင့်အသိကိုသာလင်တန်ဖိုးထားပြီးတော့စုဆောင်းရမယ်အသိဟာဘယ်တော့မှမပျက်စီးဘူးရှားရကျိုးအနက်ဆုံးပဲပစ္စည်းဆိုတာပျက်စီးသွားတယ်ဒါကြောင့်ပစ္စည်းကိုလှူတာတဲ့အသိကိုလှူတာကအများကြီးအကျိုးကျေးဇူးရှိတယ်ဒါကြောင့်ဓမ္မဒါနပြုတဲ့လူတွေသတိထားရမယ်နော်ငါလုပ်တဲ့အလုပ်ဒီနင်းနေရအလုပ်မဟုတ်ဘူးအသိကိုလှူနေတာပစ္စည်းကြောင့်ဖြစ်လာတဲ့ချမ်းသာနဲ့အသိကြောင့်ဖြစ်လာတဲ့ချမ်းသာဘယ်လိုမှနှိုင်းယှဉ်လို့မရဘူးဒါကြောင့်တပ္ပဒါနံဓမ္မဒါနံစိနာတိဒီလူတွေအကုန်ရတယ်စဉ်းစားတတ်ဖို့ပဲလိုတယ်ဟုတ်လားအေးဒါကြောင့်ကိုယ်အကြောင်းကိုစဉ်းစားတဲ့နေရာမှာမကောင်းတာကိုလည်းစဉ်းစားရမယ်ယုံထွက်နိုင်ဖို့ကောင်းတာကိုလည်းစဉ်းစားရမယ်အားဖြစ်စေဖို့တိုးတက်စေဖို့မကောင်းဘူးလားကောင်းပါတယ်ဗျာအေးဒါကြောင့်မကောင်းတာတွေကိုစဉ်းစားတော့ယုံထွက်ခြင်းတဲ့စိတ်တွေပေါက်ပြီးတော့ယုံထွက်သွားမယ်ဆိုလို့ရှိရင်တခါကြီးဒီမိုင်းများအင်မတန်ဖိုးတန်တဲ့လူတယောက်မဖြစ်ပေဘူးလားဖြစ်ပါတယ်ဗျာအေးဒါကြောင့်မကောင်းမှုတွေကနေယုံထွက်သွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုယ်အကြောင်းလေးကိုစဉ်းစားပြီးတော့ကိုယ့်ရဲ့မကောင်းတာကိုကိုယ်မြင်ပြီးတော့ဒီနွန်နဲ့ဒီပွက်ထဲတော့ငါမနေဘူးဆိုတဲ့စိတ်နဲ့ယုံသွားကြတဲ့လူတွေအကြောင်းကိုနည်းနည်းပြောခြင်းနော်တခါကြီးမိုင်းများဒီအကြောင်းလေးကိုမြတ်စွာဘုရားရှေးတုန်းအကြောင်းတော်မှာသတင်းသုံးတော့ကျောင်းတော်ကိုလာပြီးတော့ဥပုသ်ဆောင်သုံးကြတဲ့ဒကာကြီးဒကာမကြီးများကိုဟောတာဗျခုနတုန်းကဥပုသ်သီလစောင့်တည်တာနော်ဒီလူတွေအဲ့ဒီလိုဥပုသ်တွေကိုမြတ်စွာဘုရားကဒကာကြီးတို့ဒကာမကြီးတို့မိမိရဲ့အတွင်းတဏ္ဍာမှာရှိတဲ့မကောင်းမှုတွေကနေယုံထွက်ဖို့ဥပုသ်ဆောင်သုံးတယ်ဆိုတာရှေးသူတော်ကောင်းတွေရဲ့ထုံတန်းစင်လာဓမ္မတာဖြစ်တယ်တဲ့မြတ်စွာဘုရားကဒါပေမဲ့ဥပုသ်ဆောင်တဲ့နေရာမှာဘယ်လိုစိတ်ကူးနဲ့သူတော်ကောင်းတွေဟာဥပုသ်ဆောင်ရတယ်လဲဆိုတာလေးကိုဒီဇက်တော်လေးကိုဦးဇင်းတို့ပြောပြသောအဖြစ်နားထောင်သောအဖြစ်ပိဋကတ်တို့သဘောပေါက်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကจิตသားတို့တခုသောဘဝတုန်းကငါဘုရားအလောင်းတော်ကြီးဟာပစ္စည်းဥစ္စာပေါင်းများစွာကိုစွန့်လွတ်ပြီးတော့ယတိယဟန်ပြုပြီးတော့ကာတိတိုင်းရဲ့မကရာတိုင်းရဲ့အင်္ဂါတိုင်းရဲ့တိုင်းသုံးတိုင်းရဲ့ကြားထဲမှာရှိတဲ့တောအုပ်ကြီးတစ်ခုထဲမှာသင်္ကန်းကြောင်းလေးဆောက်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်တရားဘာဝနာပွားများပြီးတော့နေတဲ့ယတိတစ်ပါးဖြစ်ခဲ့ဘူးတဲ့မြတ်စွာဘုရားကအဲ့ဒီမှာငါရဲ့အနီးနားပတ်ဝန်းကျင်တိုးထဲမှာ
အရှင်နုဒုဒ္ဒရဲ့အလောင်းဖြစ်တဲ့ခိုးတကောင်ကလည်းကျစားနေတာရှိနော်ဟုတ်လားရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့မွေးတကောင်လည်းအဲ့ဒီနာတဝိုက်မှာကျစားနေတာရှိရှင်မဟာမောဂလန်ဖြစ်လာမဲ့မြေခွေးတကောင်ကလည်းကျစားနေတာရှိရှင်မဟာကတ္တပဖြစ်လာမဲ့ဝန်းတကောင်ကလည်းကျစားနေတာရှိအဲ့ဒါသူတို့ကငါးဒီကိုမကြလာကြတယ်ချစ်သားတို့တဲ့တနေ့ကြတော့တိုက်ဆိုင်တိုင်းတခုသောဥပုပ်နေမှာသူတို့၄ကောင်လုံးငါနာကိုရောက်နေတယ်ဘာကြောင့်ရောက်တယ်လဲအကြောင်းတရားလေးကစိတ်ဝင်စားစရာကောင်းသူတို့ဥပုပ်ဆောင်လောက်ရောက်လာကြတာနော်ဘုရားလောင်းသားကိုဥပုပ်ဆောင်ရောက်လာကြတာဘာကြောင့်ရောက်လာတယ်လဲဆိုတာလေးကစိတ်ဝင်စားစရာကောင်းတယ်ခိုးကဘာကြောင့်ရောက်လာလဲဆိုတော့သူ့မှာအကြောင်းရှိအဲ့ဒါသူကမနေ့ခင်းမှာသူနဲ့အတူတူနေတဲ့ခိုးမကလေးနဲ့မြူးတူးပြီးတော့အစာရှာအစာကောက်နေတာအဲ့ဒီအချိန်မှာဦးဇင်းတို့စွန်ရဲတကောင်ကနော်သိမ့်ငှက်တကောင်ဖြစ်မယ်ပေါ့နော်အဲ့ဒါကအဲ့ဒီခိုးနှစ်ကောင်ကိုရုတ်တရက်တခါတည်းလာပြီးတော့တုတ်တာအဲ့ဒီခိုးမကလေးကပါသွားရောပါသွားတော့သူ့ရှိတယ်မဲ့လေပင်ကိုဖြတ်ပြီးတော့သွေးတန်ရဲရဲနဲ့အဲ့ဒီသိမ့်ကစားပစ်လိုက်တာအဲ့ဒီမှာဒီခိုးကပြန်ပြီးတော့တိုက်ခိုက်ဖို့လည်းအစွမ်းမရှိသူနဲ့အင်မတန်ရင်းနှီးချစ်ခင်တဲ့ခိုးမလေးကလည်းသေဆုံးသွားအဲ့ဒါနဲ့သူ့ရဲ့စိတ်ထဲမှာစောက်တီးရမရဘူးတဲ့အသက်ဘေးကလည်းသူပြေးလိုက်ရသေးတယ်ပြေးပြီးတော့သူအင်မတန်ပူတယ်အင်မတန်စိတ်ဆင်းရဲတယ်စိတ်ညစ်တယ်မသက်သာအဲ့ဒါနဲ့သူကသူ့ကိုယ်သူပြန်စဉ်းစားတယ်သူ့အကြောင်းသူပြန်စဉ်းစားတယ်ငါဒီလိုဆင်းရဲနေတာဘာကြောင့်လဲအပေါ်ယံကြည့်ရင်တော့စွန်ကသူ့ရဲ့ခိုမကိုတုတ်သွားလို့မှန်တယ်နော်တခါကြီးမိုက်မြဒီလောက်မြင်တာနဲ့တော့ညံကြီးတယ်လို့ပြောလို့မရဘူးဗျာဒီလောက်အမြင်ကလေးလောက်ကတော့သင်ပြစရာလည်းမလိုဘူးဗျာနော်အဲ့ဒီမှာ तू မြင်တာကဘာလဲဆိုတော့ငါရဲ့အတွင်းတန်တာကဒီခိုမရဲ့အပေါ်မှာတန်ရောစင်မပြတ်နိုင်တဲ့ငါရဲ့ယာခကိုအကြောင်းပြုပြီးတော့ငါပူလောင်းနေတာအကယ်၍ဒီခိုဟာငါခိုမို့ဖဲနဲ့သူများခိုဆိုရင်ငါပူစရာရှိသလားရှိပါဘူးခိုကိုတက်လို့ပူတာဆိုပူပါတော့လားဘဇုခိုကြောင့်မို့လို့ပူတာတော့အေးငါချစ်တဲ့ခိုကလေးမို့လို့ဟောငါချစ်တဲ့ဆိုတာလေးပါနေအဲ့တော့ तू ကအမှန်တိုင်းသိတယ်ဒီယာကဒီတန်ရောစင်ကငါ့ကိုနှိပ်စက်နေတာလို့ तू သိတယ်ဒါကြောင့်ဒီယာကကိုစာလို့တိတိကျကျပြောမယ်နော်ဒီယာကကိုငါနှိပ်ကိုအံ့ဆိုပြီးတော့ရသေးတီရောက်သွားတာ तू ဥပုသ်ဆောင်ခြင်းရဲ့အကြောင်းကဆွဲလန်းမဲ့မောခြင်းဆိုတဲ့ယာကတရားကိုနှိပ်ကိုအနိုင်ယူဖို့အတွက်ဘယ်ကိုရောက်သွားတာလဲအေးဘုရားလောင်းရသေးတီကိုရောက်သွားအဲ့ဒါနဲ့သူကလည်းအဲ့ဒီမှာတတလေးငြိမ်ငြိမ်လေးနေပြီးတော့ဥပုသ်တင်စောင့်သုံးတယ်လို့ဆိုတယ်အဲ့ဒါနဲ့မွေကဘာလို့ရောက်လာတော့ရှင်သာရိပုတ္တရာအလောင်းပညာကြီးမားတဲ့ပုဂ္ဂိုလ်ကြီးရဲ့အလောင်းဘာလို့ရောက်လာတော့ဆိုမွေကသူ့သူတောင်ပိုတဲ့အသာလေးနေတာအဲ့ဒီမနေ့ခင်းတုန်းကအဲ့ဒါရွာထဲကနီးနားကရှိတဲ့ရွာထဲကလူတွေကဆွတ်ဆွတ်ဖြူတဲ့နွားလာဥတ္တဖတကောင်ကိုဂျိုးမှာပန်းတွေပါတွေချေးဆေးတွေပါတွေတုပ်ပြီးတော့ပူဇော်ကြတာဗျနွားလာဥတ္တဖကိုမြက်တယ်ဆိုပြီးတော့အဲ့ဒါလူတွေကအိုးစီဘုံမောင်းနေနဲ့တခါတည်းပြိုပြိုပါပါဖြစ်နွားကြီးကလည်းပြောပြီးတော့တခါတည်းဂျိုးတွေနဲ့သွေးခွာတွေခတ်အဲ့ဒီလိုလှုပ်တော့စောစောတုန်းကဇိန်နဲ့အိတ်နေတဲ့မွေကိုတက်ပြီးတော့နင်းမိတာအဲ့ဒီမှာသာရိပုတ္တရာအလောင်းဖြစ်တဲ့ဒီမွေကစိတ်တူပြီးတော့အဲ့ဒီနွားကိုကိုက်လိုက်တာအဲ့ဒီနားတင်ဘုံကနေလဲပြီးတော့အဲ့ဒီနွားကြီးဟာသေတယ်နွားကြီးလည်းသေရောလူတွေကတခါတည်းဝန်းနဲ့ပက်လက်နဲ့တို့အမျက်တနိုးထားတဲ့ဒီနွားလာဥတ္တဖကြီးသေရတယ်ဆိုစိတ်ပြက်ပြီးတော့ငိုကြယိုကြအဲ့လိုဖြစ်တယ်အဲ့ဒါမွေကထွက်ပြေးနေတင်နေရာကနေကြည်နေတာကြည်စမ်းဒီလူတွေငါကြောင့်ကုန်ဒုက္ခရောက်ကုန်ပြီသူတော်ကောင်းစိတ်ပါတယ်နော်စောစောကတော့ဒေါသမထိန်လိုက်နိုင်လို့ကြိုက်လိုက်တာဒီနွားကြီးလည်းသေသွားပြီငါမကြိုက်လည်းဖြစ်သားနဲ့အဲ့တော့ဒါတွေကိုမြင်ပြီးတော့ तू စိတ်ထိကြိုက်တယ်ဟုတ်လား तू စိတ်ထိကြိုက်တယ်ငါကြောင့်လူတွေရောနွားရောဒုက္ခရောက်သွားပြီအဲ့ဒီလိုစိတ်ထိကြိုက်တာငါဘာကြောင့်စိတ်ထိကြိုက်နေလဲဒီလိုအဖြစ်ဆိုးကြီးဘာကြောင့်ဖြစ်တယ်ဒီဒေါသဟာငါ့ကိုနှိပ်စက်လိုက်လို့လက်သေးတရခံသည်ပါလေဒေါသဒီဒေါသကိုငါသည်နှိပ်ကိုအံ့ဟောသူကအဲ့ဒီရည်ရွယ်ချက်နဲ့သူကလည်းရသေးကြီးစီရောက်လာတာနောက်ထပ်မြေခွေးရှင်မမောက္ကလအလောင်းနော်မြေခွေးကဘာကြောင့်ရောက်လာတော့ဆိုသူကမိုးတွေကတော်တော်လေးဟိုရွာနေတဲ့အချိန်မှာရှောက်ပြီးတော့သူကအစာရှာထွက်တာစာရှာထွက်တဲ့အခါကျတော့ဆင်သေးကြီးတစ်ကောင်တွေ့တဲ့အခါကျတော့ဒီဆင်ကြီးကိုရှောက်ပြီးတော့ကြိုက်တယ်ဘလို့မှကြိုက်လို့မရအဲ့ဒါနဲ့ဆင်းရဲပေါင်ကြားထဲကိုကြိုက်လို့ရတော့အဲ့ဒီကနေဝိသမက်ကနေပြီးတော့ဆင်းရဲပိုက်ထဲကိုဝင်သွားတာတဲ့အဲ့ဒီမြေခွေးကအဲ့ဒါအထဲထဲမှာရေစာရင်သွေးကိုတောက်အစာစားလို့ရှိရင်ကလီစာတွေကိုစားညောင်းလို့ညာလို့ရှိရင်အဲ့ဒီထဲမှာဇိန်နဲ့အိတ်ဘာအန်ရမှလည်းကြောက်เสียရမလို့ဘူးသူ့စည်းစိမ်နဲ့သူရစ်ပြီးတော့အဲ့ဒီမြေခွေးဟာအဲ့ဒီထဲမှာဘာလုပ်နေတာတော့နေနေတာဟုတ်လားအဲ့ဒီလိုနေလာတော့နေကြီးကလည်းတအားပူပြီးတော့လာတာသူက1ရက်လည်းမထွက်2ရက်လည်းမထွက်ဒီထဲမှာဇိမ်ကြနေတာ
အဲ့ဒီလိုနေရင်းနဲ့နေကပူးလာတော့ဒီစအိုဝါကခြောက်ပြီးတော့ကျုံပြီးတော့ပိတ်သွားရောပိတ်သွားတော့အလင်းရောင်မရတော့သူကြောက်ပြီးတော့အတင်းတိုးတယ်ဘယ်လိုမှတိုးလို့မရတိုးလို့မရရောရုတ်တရက်တော့မသေးဘူးအထဲမှာအာဟာရရှိနေတာအကိုနော်အဲ့ဒါနဲ့2ရက်3ရက်လောက်နေတော့ကံကောင်းကျင်တော့မိုးတွေကမြုံ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 နဲ့ပြန်ရွာလာပြန်တော့အဲ့ဒါကြီးကပွားပြီးတော့ပေါက်သွားတော့မှသူတခါတည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်လာတာအမွှေးတွေကောအရေကုန်တွေကောကျွတ်ပြီးတော့သုတ်ပြတ်သက်သွေးတန်ရဲရဲနဲ့သူတော်တော်ဒုက္ခရောက်သွားတာအဲ့ဒါသူ့ကိုယ်သူပြန်ကြည့်တယ်ကြည်စံပင်ပန်းလိုက်တာငါမဲ့ဆင်းရဲလိုက်တာဒီပင်ပန်းဆင်းရဲမှုဘာကြောင့်ဖြစ်တယ်လဲတဲ့ပိဋကရေသူများအကြောင်းစဉ်းစားနေတာလားကိုယ်အကြောင်းစဉ်းစားနေတာလားကိုယ်ကြောင့်စဉ်းစားနေတာဒါလေးတော့မျက်ခြေမပြတ်စေနဲ့နော်တရားကောင်းစဉ်ပေးထားကြတာကိုကဘာတဲ့တော့သူเจ้าကိုเจ้าနဲ့ဟုတ်လားအဲ့တော့သူเจ้าသူစဉ်းစားတော့အဖြေကဘာတွေ့တုံဆိုတော့ငါရဲ့လောဘကြောင့်ငါဆင်းရဲနေတာဒကာဓမ္မတို့ဦးဇင်းတို့လည်းအမှန်တိုင်းမြင်သင့်တယ်နော်ဆင်းရဲမှုအလုံးတို့ရဲ့လက်သေးတရားခံဒီလောဘပဲဖြစ်ခြင်းနဲ့ရခြင်းနဲ့လူခြင်းနဲ့ကြီးကျယ်ခြင်းနဲ့ကြိုကြားခြင်းနဲ့ဘာဖြစ်ခြင်းနဲ့ညာဖြစ်ခြင်းနဲ့စုံနေတာပဲလောဘရဲ့နယ်ကအကျယ်ကြီးဟုတ်လားအဲ့ဒီလောဘကြောင့်ငါဆင်းရဲရပေတယ်ဒါကြောင့်ဒီလောဘကိုငါနှိပ်ကွမယ်ဆိုပြီးတော့သူကဗာလဲယတိစီရောက်လာ